လောကကြီးမှာဒီဆရာရဲ့ခီးကဆုံးသွားပြီတိရဲ့လောက်ကပြီးသွားပြီ မိလာခေါ်တာမှလူတွေမှာဟိုတန်းလက်ပွေးနေမှာနော်အဲ့ဒီတစ်ပင်လဲကြတဲ့အရာကိုကြည့်တဲ့အချိန်မှာကျမရေဘဝကိုလည်းတန်ဆင်းစား ဒီကျေလာတက်ကာလာသူကနေဝိုင်းပြေလို့နော်ကျမအသက်16 18နှစ်လောက်ရှိတဲ့အချိန်မှာကျမတို့ဟိုတောင်ထဲမှာပေါ့နော်တောင်ရတောင်ပေါ်မှာပေါ့နော်ကျမတို့တွေမျိုးတွေနဲ့အဲ့ဒီတစ်ပင်ခုတ်တဲ့ဟာရှိတယ် ဒါလည်းတပ်ဘူးယူချင်းချင်းကိုနေစတဲ့နိုင်တိုင်းဒီတုန်းကပတ်တယ်ရှင်ရဘယ်ကူကတေးလက်ပါလက်ကချက်ကိုကြတဲ့ဦးပေါ့နော်အဲ့ခါကျတော့အဲ့ဒီတောင်ကျမတို့တောင်ရရဲ့ဟိုအစွန်းနာမှာတစ်ပင်အကြီးကြီးတစ်ပင်ကိုတားထုတ်နေကြ ဒီစားတော့လက်ကချက်တန်ကပါနေပြန်နေကိုရတဲ့ဖာလူကြီးကိုနေပေါ့နော်ကျမကအဲ့ဒီမျိုးအဲ့ဒီဟိုတော်တော့နဲ့ရှိတဲ့နေရာမှာဒါနဲ့ကျမကဒီလိုမျိုးနေရာမှာပေါ်လာပြီး20ဘယ်လောက်ရှိလဲတော့မသိဘူးအဲ့ဒီနေရာမှာကျမကအလုပ်လုပ်နေ နေစားတော့ဘယ်ဝဲဘူးကြီးတော့ဝဲတေတော့ပါကြရတော့နေပါပဲတက်ခါဘူးနေပေါ့နော်ဒါပေမဲ့ဤထားအသားဖကတိတ်ရင်ဟိုဗာလေလဲကြတာလို့လည်းဘာပြောပြီးလဲကြဖက်ကိုညာကြည့်မှနေနေကြတယ် တော့ဝါကျတဲ့တေကာလာကာလာဖက်တဲ့ပါဦးတေကွာပဲကျန်တော့ အဲ့ဒါအဝေးမှာရှိတဲ့ကျမဖေကဒီပေါ့အစမအော်ပြပါတော့နေနေနေကျေးလာခဲ့ဆိုမှကျမဖေရောက်အောင်ပဲပေါ့နော် နေစားတော့ဒီပါနေလို့ကာလာရောကောကူရကောကျူရဟဲ့ကဲကြီးကြီးပါမိခဲ ကျမဖေရဲ့အတန်ကအញ្ញမ်းတိုးတယ် ဒီပါနေသူချီတယ်မှာ ဒါနဲ့သူခုံပြီးမှဒီလောက်တဲ့ဟာကျမတွေ့တယ် နေစားတော့နေနေတာဟိုကမဆိုင်ချီလာတော့တော့တယ်ဟိုကကျူချီမနော် ဘာဖြစ်လဲဆိုမှကျမဘာမှမသိတယ်နဲ့သူအဲ့လိုမျိုးဖြစ်တဲ့ဒီလိုပြောတဲ့လက်ပြတဲ့အတွက်ကျမဒီအဲ့ဒီဖက်ကိုပြေးသွားတယ် နေစားတော့ဒီပါဝါကောကျူဝဲလေးချီလေးပေါင်းတော့မတက်ကြတာလေးပြီး ကျ နော် မပြေးတဲ့အချိန်မှာတီတီလေးပဲကျမလွတ်သွားတယ်အဲ့ဒီတစ်ပင်က နေစားတော့ဒီချီဘူးနဲ့တေးကာလာကိုနေပူရတဲ့ချက်ပေါ့မနော် တစ်ပင်ကအကြီးကြီးဖြစ်တဲ့အတွက်ဒီလဲကြလာတဲ့အချိန်မှာဒီလိုအိမ်ကြီးတဲ့အိမ်လောက်နေရာကယူသွားတယ် နေတေးရတူတော့မဟုတ်တယ်တော့လော်ကီရလော်နေနေတာဟတ်တူရတော့တော့ပြန်မနော် အကိုင်းအခက်ဒီကလည်းကြားတဲ့အချိန်မှာကျိုးပြီးမှဒီလိုဗာလဲတန်လာတဲ့ဟာတွေလည်းဒီလိုဖက်သွားတဲ့ဟာတွေလည်းများပြီးရှိ တေးလေးကကာလာကနာပေါ်ပြီးပါဝါမနော်နော် ဒါနဲ့ကျမဖေကကျမကိုကြည့်တဲ့အချိန်မှာဘာဖြစ်လဲဘာဖြစ်သွားလဲဆိုတာပြောနေကျမကဘာမှဖြစ်ဘူး နေစားတော့ဒီပါပါရပါရမန်ပါဘူးလေကွာရပါစနေဒီပါတော့ဒီပါ အဲ့ နော် ဒီချက်တွေလဲတာကဒီလောက်လေးတီတီလေးပဲကျမလွတ်သွားတယ် မင်းတေးလာကာရရနေဘူးဘူးတော့မနော် အဲ့တော့စဉ်းစားတဲ့အချိန်မှာကျမကဒီနေ့လောကဘက်တော့ပြန်စဉ်းစားရပါတော့ နေစားတော့နေချုံမကြီးလို့ချုံမကြီးဆိုတော့ဒီညနေစားကြဆောဆွေ အဲ့ဒီအချိန်မှာကျမကတကယ်ရှိဟိုနာမည်တော့ပြည့်တယ် မင်းစားတော့နေတင်ရအောင်ဆိုင်ချူကလေးလာမိခါမ ဘုရား နော် ကျောင်းသွားရဆိုရင်ဘုရားကြီးတည်ကျွမ်းခြင်းတော့မရှိဘူး ဒီလက်ကတော့စမောကစားလိုက်တင်ရဆိုင်လို့ပြီးလို့ဆေးပါ ။ခေါရအသက်နဲ့ဆိုင်တဲ့ရာကျမမသိခင်ဘူး တမှုတော့ထွေးလို့နေမှာတက်နေနေတင်ရပါ ။ဒါအဲ့ဒါကြောင့်ကျမဘုရားကြီးကကျမကိုတရားပြီးမှကျမအဲ့လိုအချိန်ဆွဲပေးခဲ့တယ်ကျမအဲ့လိုပြီးနေလာတယ်။ ဘာလို့တင်ရလဲ